အစီအစဉ်အရနံပါတ်1ကျောင်းသားကျောင်းသူလေးများမှဘွန်တော်တချင်းဖြင့်ဖျော်ဖြေတင်ဆက်မှာဖြစ်ပါတယ်ရှင်ဘွန်တော်တေဝမကဝိဒုခမမုတ်ချမလို့ငဲ့တောင်ကျွတ်တို့ဇွနိပြောပါအိုလူသားတို့ဤသူစိတ်သက်မျက်နှိပ်ပါတို့ဧကံရောက်ကြောင်းတရာလောင်း၍ကောင်းမှုရနာမြတ်စာကနှင့်စိတ်မပြထဲကတ်လူရမှုစွန့်ချစ်ရဲ့ထတော်မူကြပါဘု